Hello မင်္ဂလာပါဒီနေ့သင်ခန်းစာမှာတော့ basic editing control အကြောင်းကိုသင်ပြပေးမှာပဲဖြစ်ပါတယ်။ဒီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ video ထပ်ထားတဲ့အပိုင်းလေးပေါ့နော်ဒီကောင်ဒါနဲ့ပတ်သက်ပြီးတော့ basic editing control အကြောင်းသင်ပြပေးပါမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီအစုံအနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ထပ်ထားတဲ့ video file လေးခုရှိမှာပေါ့ဒီ video file အတူလေးခုမှာကျွန်တော်ရှင်းနေရပြောရှေ့ video မှာတော့ပြပြခဲ့တယ်လို့ပဲကျွန်တော်တို့လူချင်တဲ့အပိုင်းတွေကိုကျွန်တော်ဖြတ်တောက်လို့ရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီ video လေးပိုင်းမှာအရှင်းနောက်ကျွန်တော်ပြန်ပြီးချိန်မယ်ဆိုလို့ရှိရင်ဥပမာဒီအရှေ့ဆုံးပိုင်းမှာရှိတဲ့ video ကိုကျွန်တော်ဖိလိုက်မယ်ဆိုလို့ရှိရင်ဒီအနောက်မှာဆိုတော့အစင်လိုက်ပေါ့နော်1နဲ့3လေးရှိမယ်ဗျအဲ့တော့ကျွန်တော်ကနံပါတ်1နေရာမှာရှိတဲ့ video ကိုနံပါတ်2နေရာရှိလို့ရတယ်3နေရာလည်းရှိလို့ရတယ်နောက်ဆုံးမှာလည်းထားလို့ရတယ်အဲ့လိုမျိုးရွှေ့ပြီးတော့ကျွန်တော်တို့ videoကလစ်တူလေးတွေကိုရှင်းနေနောက်ချိန်လို့ရတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကျတော့ဒီအရှိဆုံးမှာရှိတဲ့ video ကိုတစ်ချက်ထောက်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါ select မှတ်တယ်လို့ပြောလို့ရပါတယ်ဆိုတော့ဒီမှာကျတော့ဒီ video မှာ10စက္ကန့်ရှိရပေါ့နော်ကျွန်တော်10စက္ကန့်လို့မသုံးချင်ဘူး10 minute ရှိရပေါ့နော်အဲ့10 minute ရှိတဲ့နေရာမှာအဲ့ဒါမသုံးချင်ဘူးကျွန်တော်အစစ်ပိုင်းလေးဖြတ်ချင်တယ်ဥပမာသူကဒီကနေပြီးတော့0စက္ကန့်နဲ့စထားတယ်10စက္ကန့်ထိသွားတာပေါ့နော်ဒါတော့ကျွန်တော်0စက္ကန့်ကနေ10စက္ကန့်ကြာမယူဘူး10စက္ကန့်နဲ့စပြီးယူမယ်ဆိုတော့ဒီဘက်မှာဒီအဖြူလေးကိုကျွန်တော်တစ်ချက်လက်နဲ့ဖိလိုက်မယ်ဖိလို့ရှိရင်ဒီ10စက္ကန့်လောက်ဖြူဆွဲလိုက်လို့ရပါတယ်ပြီးလို့ရှိရင်ဖိထားတဲ့လက်ကိုပြန်လို့လိုက်ပါโอเคအဲဆိုလို့ရှိရင်အရှိပိုင်းမှာရှိတဲ့ view တွေကိုကျွန်တော်တို့ဖြတ်လိုက်ပြီးပဲဖြစ်ပါတယ်ဒီပုံစံတိုင်းပဲထပ်ဖိပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံကိုအဲ့လိုမျိုးဖိပြီးတော့ဆွဲလို့ရပါတယ်ဆိုတော့ဒီကျွန်တော်ဆွဲပြီးတော့ညာဖက်ရောက်လာမယ်ဆိုလို့ရှိရင်ပဲဖက် video တွေပြောက်သွားပြီပေါ့နော်အဲ့လိုမျိုးပြီးလို့ရှိရင်ပြန်လွှတ်လိုက်မယ်โอเคအဲ့ဆိုလို့ရှေ့က video တွေမရှိတော့ဒါတော့ video clip အတူတစ်ခုလုံးမှာရှေ့နဲ့အနောက်ပေါ့နော်ဒီပုံစံတိုင်းပဲကျွန်တော်အနောက်ဖက်ကနေပြီးတော့လည်းအတူချင်းပြန်လို့ရတယ်အခုဒီလိုမျိုးကျွန်တော်တို့လုပ်လိုက်တဲ့ video ကိုကျွန်တော်တို့ကခုနကနေရာပြန်သွားခြင်းနဲ့ဆိုလို့ရှိရင်ဒီအပေါ်ကများပြောင်းပြန်နေရှိရပေါ့နော်အဲ့ဒါလေးတစ်ချင်းနဲ့ကြည့်လိုက်လို့ရတယ်ဒါတော့ undo ပေါ့နော်ခုနလုပ်ထားတဲ့ဟာကို undo ပြန်လုပ်ပေးတာပဲဖြစ်ပါတယ်ခုနလုပ်တဲ့နေရာကိုပြန်သွားပြီးတဲ့ဒီ tool လေးပေါ့နော်โอเคအဲ့မှာကျွန်တော်တို့ကဒီအရှိရဖိတယ်လို့မျိုးပဲဒီအနောက်ဖက်ကလည်းပဲကျွန်တော်တို့ဖိပြီးတော့ shape ကို sweep ပြီးတော့ view တူသွားအောင်လုပ်လို့ရှားပါတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ကြတော့ကျွန်တော်ဒီ video clip တစ်ခုထဲမှာပဲကျွန်တော်အရှိရလည်းမဖြတ်ချင်ဘူးအနောက်ကလည်းမဖြတ်ချင်ဘူးအလဲကနေဖြတ်ချင်တယ်ဗျမဆိုရှိဒီ video clip ဆိုလို့ရှိရင်0စက္ကန့်နေပြီးတော့25စက္ကန့်လောက်ဖြစ်ရှိရပေါ့နော်ကျွန်တော်10စက္ကန့်လောက်ကနေပြီးတော့ကျွန်တော်ဖြတ်ချင်တယ်10စက္ကန့်ကနေ15စက္ကန့်ဝင်ကျင်ပေါ့နော်ဆိုတော့ဒီ video clip ကိုကျွန်တော်တစ်ချက်ထောက်လိုက်မယ် select လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအောက်မှာ split ဆိုတာရှိပါတယ် split တဲ့ပုံက video clip တစ်ခုမှနှစ်ပိုင်းခွဲလိုက်တယ်လို့ကျွန်တော်အလွယ်မှန်းယူလို့ရပါတယ်ဆိုတော့ split ကိုနှိပ်လိုက်မယ် okay အဲဆိုတော့ video clip တစ်ခုကနှစ်ခုဖြစ်သွားပြီပေါ့နော်split ကိုနှိပ်လိုက်တာဖြစ်တဲ့အတွက် again mix တော့မှားသွားတယ်အဲ့လိုမျိုးနှစ်ပိုင်းမဖြစ်ချင်ဘူးပြီးခဲ့တဲ့ဒီ clip တစ်ခုတည်းပြန်ပြီးပေါင်းချင်တယ်ဆိုလို့ရှိရင်ဒီညာပြောင်းပြန်လေး undo ကိုတစ်ချက်ပြန်နိုင်လို့ရပါတယ် okay ခုနvideo clip နှစ်ခုကနေပြီးတော့တစ်ခုတည်းပြန်ဖြစ်သွားပါပေါ့နော်ဆိုတော့ကျွန်တော်ပြန်ပြီးတော့ split ပြန်လုပ်ပြမယ်ပြီးလို့ရှိရင်အဲ့ကအရှိပိုင်းနဲ့နောက်ပိုင်းနဲ့ရှိရပါတော့အဲဆိုရင်ကျွန်တော်အရှိပိုင်းမလို့ချင်ဘူးဆိုလို့ရှိရင်ဒီအောက်အမိုက်ပုံလေး delete ကိုနှိပ်လိုက်လို့ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့က undo ပြန်သွားပြီးတော့အရှိပိုင်းကိုလိုတယ်အနောက်ပိုင်းမလို့ချင်ဘူးဆိုလို့ရှိရင် delete ကိုနှိပ်လိုက်လို့ရပါတယ် okay ဆိုလို့ရှိရင်ဒီ video clip အတူတူဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်မလို့ချင်တဲ့အပိုင်းတွေကိုဒီနည်းနဲ့ဖြည့်လို့ရတယ်ဖြတ်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီကောင်ဖိလိုက်လို့ရှိရင်ခုနလိုမျိုးပဲvideo clip ရှင်းတဲ့နောက်ကျွန်တော်ရွှေ့လို့ရတယ်ထားချင်တဲ့နေရာတိုင်းထားလို့ရပါတယ်ကျွန်တော် miss လို့မြင်လာတော့မသိဘူးဒီနောက်ဆုံးမှာအပေါင်းလက္ခဏာလေးရှိတယ်ဒီအပေါင်းလက္ခဏာလေးရဲ့သဘောကတော့ဒီကျွန်တော် video clip အတူလေးခုကနေပြီးတော့နောက်ထပ်ချင်တယ်ဆိုလို့ရှိရင်ဒီအပေါင်းလက္ခဏာလေးကိုကျွန်တော်နှိပ်လိုက်လို့ရတယ် okay ဒီထဲကနေပြီးတော့ကျွန်တော်ဒီမှာDGT ရဲ့တပုတ်ကိုကျွန်တော်စမ်းထည့်ပြလိုက်မယ် okay ဒါကတော့ကျွန်တော်အရှိဆုံးမှာထားပြီးအပေါင်းလက္ခဏာနှိပ်လိုက်တဲ့အတွက်သူအရှိဆုံးကလေးကိုရောက်သွားရပေါ့နော်ကျွန်တော်ပြန်ပြပေးမယ်ဒီဒါလေးကိုကျွန်တော်ပြန်ပြလိုက်မယ်ဗျာ okay ကျွန်တော်ကအရှိဆုံးမှာမဝင်ချင်လို့ဒီ video နောက်ဆုံးမှာဝင်ချင်တယ်ဆိုလို့ရှိရင်ဒီပါတန်းလေးကိုအနောက်ဆုံးပြီးဆွဲလိုက်ပါပြီးလို့ရှိရင်အပေါင်းလက္ခဏာနှိပ်လိုက်မယ်ပြီးလို့ရှိရင်ဒီ view file လေးကိုကျွန်တော်ပြန်ထည့်ပြလိုက်မယ်ဗျာ okay ဒါတော့ကျွန်တော်နောက်ဆုံးမှာထည့်တာဖြစ်တဲ့အတွက်ဒီ video clip ကနောက်ဆုံးရောက်သွားမှာပေါ့နော်အဲ့တော့ပထမကျွန်တော်မှာရှိတဲ့ video clip က4ခုပေါ့နော်အဲ့တော့ပြန်ဖိကြည့်မယ်ဆိုလို့ရှိရင်1 2 3 4 5ခုဖြစ်သွားပြီပေါ့နော် okay ဒါတော့ကျွန်တော်တို့ basic editing control ရဲ့အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်ဒါတော့အရန်ကိုအသုံးဝင်ပါတယ်
ပထမဆုံးဗီဒီယိုတွေမှာမဖြစ်မနေဒါတွေကိုကျွန်တော်တို့သိထားဖို့လိုပါတယ်မိတ်ဆွေတို့အနေနဲ့ level ကျွန်တော်တို့ရဲ့သင်ခန်းစာကိုကြည့်ရင်းနဲ့ like လုပ်ဖို့လိုပါမယ်ဒီတိုင်းကြည့်ုံနဲ့တော့တမ်းမြောက်ဖို့အတွက်ပေါ့နော်ကျွန်တော်ဗီဒီယိုကိုလည်းကြည့်ရင်းနဲ့ကြည့်အရင်ကြည့်လိုက်ပါဗျကြည့်ပြီးလို့ရှိရင် like လုပ်ကြည့်ပါမသိတဲ့ဟာမျိုးရှိလို့ရှိရင်လည်းကျွန်တော်ရှင်းမိလို့ရပါတယ်ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျာ